အခုကျွန်တော်ရောက်နေတဲ့နေရာကတော့ King Kong zip line ဖြစ်ပါတယ်အာရှမှာအရှည်ဆုံး zip line ဖြစ်ပါတယ်Hello ကြိုက်ဂျန်နီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ရောက်နေတဲ့နေရာကတော့ King Kong zip line ဖြစ်ပါတယ်အာရှမှာအရှည်ဆုံး zip line ဖြစ်ပါတယ်ကျွန်တော်တို့ချင်းမိုင်နေဒီကိုကျွန်တော်တို့တနင်္လာခွဲလောက်မောင်းမှာဖြစ်ပါတယ်သူက platform တစ်ခုရှိရပါတော့ ultimate platform ရယ်ပြီးတော့ extreme platform ဖြစ်ပါတယ် ultimate platform မှာ19 platform ပဲကျွန်တော်တို့စီးရမှာဖြစ်ပြီး extreme platform မှာတော့ကျွန်တော်တို့38 platform စီးရမှာပေါ့နော်ဒီ King Kong zip line ကိုစီးချင်တော့ကျွန်တော်သူရဲ့ King Kong zipline.com ဆိုပြီးအဲ့မှာ book လုပ်လို့ရပါတယ်ဒီဟာကတော့ extreme programmer စီးရမယ့်မြေပုံဖြစ်ပါတယ် extreme programmer ကြတော့ zipline 18ခုစီးရမှာဖြစ်ပြီးကျန်တာတွေကတော့ activity နည်းနည်းပပလောက်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဆက်စားရောက်ချင်းဆိုရင်တော့ form လေးတွေဖြည့်ပြီးတက်ပုံရိုက်ချင်တဲ့လူကတော့သူ့ရဲ့ package အလိုက်တွေဝယ်လို့ရပါတယ် blogger လေးလည်းထားပေးရဆိုတော့ကျွန်တော်တို့ပစ္စည်းပြောင်းမှလည်းစိတ်ပူစရာမလိုပါဘူးကဲဒါဆိုတော့အခုကျွန်တော် zipline စီးဖို့အတွက်သူ့ရဲ့ကာကွယ်ပစ္စည်းတွေဝတ်ဆင်နေရပါပြီอยู่จังหวัดไหนอยู่จังหวัดเชียงใหม่ครับพยานะครับมันจะยูทูบเบอร์นะยูทูบีหนาวไหมได้แล้ววะเอามาจะเป็นဒီဟာကျွန်တော်တို့ zip line မစီးခင်ကျွန်တော်တို့ကိုပြောပြပေးနေတာဖြစ်ပါတယ်ဘယ်ဟာဘယ်လိုစီးရင်ဘယ်လိုအန်တီရဲ့ကင်းချောင်းဆိုပြောပြပေးနေတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ first zip line ဖြစ်ပါတယ်ကျွန်တော်ကတော့တငယ်ချင်း2ယောက်နဲ့တူတူလာတာဖြစ်ပါတယ်ကဲအခုဆိုရင်တော့ကျွန်တော်တို့ first zip line ကိုစီးမှာဖြစ်ပါတယ်အဲ့ဒီအကိုကြီးကကျွန်တော်စနေတာကိုရီးယားနဲ့တူလို့တဲ့တကယ်ကျွန်တော်ကိုရီးယားနဲ့တူလို့လားဗျာครับผมไปเลยလမ်းတော့လမ်းစရာကြို့ဖို့တော့အရင်ကောင်းပါလေကဲအခုဒုတိယ platform ကိုစီးပါတော့ဒုတိယ zip line ဖြစ်ပါတယ်ဒုတိယမြောက် zip line ပါဒီရင်တစ်ထိပ်ထိပ်ပါပဲอันนี้โอ้รองเท้าเกือบตกဒီဟာတော့ကျိုးခုံဆင်းရမှာဖြစ်ပါတယ်耶！修身来呀，你就是要当你的腿腿呗，我帮你控车的，ဒါတော့ကျွန်တော်တို့ safety first ပါခန္ဓာကိုယ်နဲ့အမြဲတမ်းတိုးတဲ့အမြဲချိန်ထားပါတော့။ဒါဆိုရင်ဒီရဲ့အောက်ပြန်ပြီးတော့မြင်လာမှုလို့ပြုတ်ကြမှာဆိုတော့အမြဲတမ်း safety first ကချိန်ထားဖြစ်ပါတယ်။လုံးဝတောနေထဲမှာဒါကျိုးတွေနဲ့ဒီဆောက်ထားပြီးတော်တော်လေးအေးချမ်းပါတယ်။တော်တော်လေးလည်းမိုက်ပါတယ်။ကဲအခုဆိုရင်တော့ကျွန်တော်400မီတာ zip line ကိုစီးရတော့မှာဖြစ်ပါတယ်။ရွှေကြီးပါပဲ။ဒီလိုပေါ်မလို့ဒီကတော့ဆောက်ယာဟူကျွန်တော်အခုစီးလာတာတဝက်ပြီးတော့ပြီပေါ့နော်ဆက်ဆံစီချင်းရတော့တော်တော်ထိတ်လန့်ဖို့ကောင်းတယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းစီးလာတော့ကြောက်ဖို့ကတော့တိတ်မကောင်းတော့ပြောဖို့ပိုကောင်းလာပါတယ်သူက zip line တစ်ခုတည်းမဟုတ်ဘူးပေါ့နော်ကျွန်တော်လမ်းလျှောက်လိုက်ကျိုးတာလျှောက်လိုက်ပြီးတော့တစ်ပင်ပေါ်တက်ပြီးတော့အမြင်ကနေပြန်ဆင်းလာလိုက်အဲ့လို activity တွေထည့်ထားပြီးပါတယ် เซฟก่อนสายเซฟอ๋อสายเซฟเหรอไปเลย
โอเคครับ ไอ้ตัวนี้เป็นไรมันมีตะข่ายอยู่ อ๋อ ไอ้ตรงนู้นที่ขึ้นนะคือเวลาไอ้ลื่นล้มมา อ๋อ ตาย ใช่ ไปแล้วครับผมအကယ်၍ဗီဒီယိုရိုက်ချင်နေဆိုရင်တော့သူတို့ကိုပြောလိုက်လို့ရပါတယ်zip line တစ်ခုထဲမှာ2ယောက်တူတူစီးပြီးကျွန်တော်ကိုဒီလိုရှူတော့မျိုးစုံနဲ့ရိုက်ပေးရဖြစ်ပါတယ်โอเคครับพี่ အခက်ခဲဆုံး activity လို့ပြောမယ်ဆိုရင်တော့ဒီရဲ့ကျိုးပေါ်လမ်းလျှောက်တဲ့ဟာအခက်ခဲဆုံးလို့ပြောလို့ရပါတယ်သူကကျိုးကရော့နေရဆိုတော့ဒီကြားထဲကအကွက်တွေထဲမှာပြုတ်ကြအောင်ရအောင်နင်းပြီးတော့အပေါ်ထိရအောင်တက်ရပါတယ်ညာနေ喂啊！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 呀！喂！喂！喂！ကဲအခုဆိုရင်တော့ကျွန်တော်စောင့်မျှော်နေတဲ့နောက်ဆုံးမီတာ1200ကိုရောက်ရှိလို့လာပါပြီဒီ zip line မှာအရှိဆုံး zip line ဖြစ်ပါတယ်ကဲကျွန်တော်တို့အခုတော့စီကြမယ်ဗျာအခုဆိုရင်တော့ကျွန်တော်မီတာ1200ဖြစ်တဲ့ zip line ကိုစီးပါတော့မယ်ခင်ဗျာ1 2 3ဝေးကျွန်တော်မရောက်တော့ပါဘူးไม่ถึงแล้วครับ ไปยิงไปเลย1 2 3ไปဒါတော့နောက်ဆုံးဖြစ်ပါတယ်ကဲကျွန်တော်တို့ zip line တော့ဒီမှာပြီးဆုံးတော့ပါပြီအခုဆိုရင်တော့ကျွန်တော်တို့လမ်းလျှောက်ပြီးတော့ကားနာတော့မှာဖြစ်ပါတယ်ကားနဲ့ကျွန်တော်တို့ free တော့စားမှာဖြစ်ပါတယ်အဲ့တော့ extreme program ထဲမှာ
ဘူဖေးပါလာပေါ့နော်ကဲကျွန်တော်လမ်းလျှောက်လိုက်ပါအောင်မယ် adventure ကြိုက်တဲ့လူဆိုရင်တော့ဒီဟာလာစီးတင်ပါလေဘာလို့လဲဆိုရင်ပြောဖို့လည်းကောင်းတယ်ကြောက်ဖို့လည်းကောင်းပါလေဒါပေမဲ့တစ်ခုကရှိရအနည်းကြောက်တဲ့လူဆိုရင်တော့ဒီဟာလာမစီးတင်ပါဘူးဘာလို့သူကတော်တော်မြင့်ပါလေပြောဖို့ကောင်းလားဆိုပြောဖို့အရင်ကောင်းပါလေကြောက်စရာကောင်းလားဆိုကြောက်စရာအရင်ကောင်းပါလေ အခုဆိုရင်တော့ကျွန်တော်ကားပေါ်ရောက်နေပါပြီကျွန်တော်တို့စကန်ကိုပြန်มาဖြစ်ပြီးဘူဖေးအတွက်စားမှာဖြစ်ပါတယ်အခုချိန်ကလည်းနေ့လည်စာစားချိန်ဖြစ်တဲ့အတွက်ဘူဖေးစားပြီးတော့ကျွန်တော်တို့အိမ်ပြန်ခဲ့ကြပါတယ်ဗီဒီယိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် vlog မှာလည်းပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်